အသတ္တတမင်းရဲ့စီမံချက်နဲ့ဝေသာလီပြည်ကတဟုန်တို့တိုးတက်လာတဲ့အခါကျတော့ဝေသာလီမင်းရဲ့ရန်ကိုကာကွယ်ဖို့ဆိုပြီးတော့မြို့တည်တာရွာကိုမြို့အဆင့်မြင့်တဲ့နေရာမြို့ကြီးတစ်ခုဖြစ်အောင်မြို့တည်တာအဲ့ဒီမြို့တည်ထားခြင်းအပြင်တိုးတက်ကြီးထွားလာတဲ့ဒိတ်ဆွေမင်းတွေရဲ့ရန်ကိုဟန်တာပြီးသားဖြစ်အောင်မြို့ကြီးတည်တယ်အမြို့တည်တဲ့အခါမြို့ွက်တွေဖော်တဲ့အခါမှာသူဏိတာတို့ဝတ္တကာရတို့ဆိုတဲ့အမတ်ကြီးတွေခေါင်းဆောင်ပြီးတော့မြို့ွက်အိမ်ယာတွေကိုဖော်ထုတ်တယ်သူတို့ခေတ်ကတော့သူတို့ရဲ့ site plan ချပုံတော့ခဏခေတ်နဲ့တူချင်မှတူပါပေါ့နော်အဲ့ဒီခေတ်ကဘယ်လို site plan ချတော့ဒီနေရာကအစည်းအဝေးဒီနေရာကဘရင်နန်းတော်ဒီနေရာကအမတ်ကြီးအိမ်ဒီနေရာကစစ်သူကြီးအိမ်စသဖြင့်ပေါ့ဒီနေရာအစည်းအဝေးခန်းမှာအဲ့ဒါလို့အုပ်ချုပ်ရေးပဲဆိုင်ရာတွေကိုစနစ်တကျအကွက်တွေချတဲ့အခါမှာတဲ့ချပြီးတော့မျိုးပြစတင်လုံးနေတဲ့အချိန်မြတ်စွာဘုရားအဲ့ဒီရောက်သွားတဲ့အခါမြတ်စွာဘုရားကဒေဝစကုနဲ့ချိလိုက်တဲ့အခါမှာမြို့ွက်ချထားတဲ့နေရာတွေနေရာတိုင်းမှာဘုရင်နန်းတော်ဆောင်းမဲ့နေရာဆိုလို့ရှိရင်တကူအကြီးဆုံးနတ်ကအဲ့ဒီနေရာမှာသူကနေရာယူထားတာအဲ့ဒီတဲ့နည်းနည်းတကူနှိမ့်နဲ့နတ်နေရာယူထားတဲ့နေရာဆိုရင်အမတ်ကြီးတွေစစ်သူကြီးတွေအဲ့ဒီနောက်တကူနည်းနည်းနှိမ့်တဲ့နတ်တွေဆိုလို့ရှိရင်တိုင်းလူပြည်သားတွေဒီလိုနေရာတွေမှာလူရဲ့အဆင့်နဲ့နတ်ရဲ့အဆင့်ဟာအဝင်ခွင်ကြတယ်ရသော်ဗျာဒါဒိဗ္ဗစကုနဲ့မြင်လို့ပြောတာဘသူတွေလဲဒီမျိုးကိုစီမံနေတာသူဏိတာဝတ္တကာရတို့စီမံတာပါလို့ဆိုတော့နတ်တွေနဲ့တိုင်ပင်လှုပ်ထားသလိုပဲအမတန်မှဒီနတ်တွေရဲ့သဘောနဲ့သူတို့ရဲ့သဘောဟာတိုက်ဆိုင်နေတယ်လို့ရသော်ဗျာအဲ့လိုမရှိတာရှိတယ်ပေါ့အဲ့တော့လောကမှာဒီလိုနတ်တွေကလည်းသူဆိုင်ရာတွေကိုသူတို့ကလည်းအဓိဝဋ္ဌဆိုတဲ့စကားလုံးကိုဆိုင်ရာတွေကိုလည်းသူတို့ကအုပ်ဆိုးတယ်တိမ့်ပိုက်ထားတယ်ဆိုတဲ့အဓိဝဋ္ဌဆိုတာလွှမ်းမိုးအုပ်ဆိုးလူတွေကသာကိုယ်နေရာကိုအပိုင်ယူတာမဟုတ်ဘူးနတ်တွေကလည်းဒီလိုအပိုင်ယူထားတာပေါ့ဒီလိုဆိုလိုတာပေါ့နော်ကိုယ်ဆောင်နတ်တို့အိမ်ဆောင်နတ်တို့ဆိုတာအိမ်ကိုဘယ်သူကလာဂျူတီချတာလို့အိမ်ကိုလာစောင့်နေတာမှမဟုတ်တာသူကလည်းဒီနေရာကိုသူကအုပ်ဆိုးတဲ့သဘောပဲပေါ့နော်ကိုနဲ့အနီးကပ်ဖြစ်တဲ့နတ်တွေကိုပဲကိုဆောင်နတ်လို့ပြောเสียရှိတယ်ပေါ့ခန္ဓာကိုယ်နဲ့ကိုယ့်ရဲ့ဘဝနဲ့နီးစပ်ပြီးတော့ဖြစ်နေတာကိုယ့်အိမ်မှာအတူလာဖြစ်တဲ့နတ်တွေဒါတွေကမမြင်ရတဲ့နတ်တွေလည်းကိုယ့်အိမ်မှာလာပြီးတော့ဖြစ်နေတတ်တာတွေရှိတယ်သူတို့ကလည်းသိမ့်ပိုက်ထားတယ်